ကိုလူချင်းပဲကိုစနေရတယ်ကိုလူချင်းပဲကိုချနေရတယ်ဘာလို့လဲလုံရတယ်ဒီဘဘစခန်းကအတန်ဖို့ဘယ်လောက်ရှိလဲရွှေငွေဗဒမြကြောက်စိတ်ဘယ်လောက်ရှိလဲဘာမှအတန်ဖို့မရှိဘူးသူအနိုင်ချင်းပဲသူလုံနေရတယ်နော်အောက်ခြေကရက်ပေါ်ရက်ပဲတဲ့ဂတိနဲ့နေစားလုံးမသေးတမင်မငါဘူးစူးစမ်းပြမယ်နော်ဒီဘဘစခန်းက BJ နဲ့ပူပေါင်း DKB နဲ့ပူပေါင်းလာတိုက်မယ်လားနော်စိတ်ခေါ်တယ်လူတွေကခေါင်းနဲ့လို့အပူတရားလည်းမရှိဘူးအမှန်တရားပဲတွေ့ရှင်တယ်နော်လာဒီညတက်လာမနေ့မှတက်လာငါတို့ခင်းနာကုန်ပြီလောချက်ယူကစောင့်နေတာနေရက်တော့ရက်ရှိပြီရဲဘော်တွေကအေးမိတယ်နော်သမီးဓာတ်စားရတာပဲအေးမိအေးခဏမိုးရတယ်မြန်လာမင်းလုံးမအောင်လိုက်နော်မင်းစချင်းပါစချင်းလဲစလုံးမြင်တော့တရားကြည့်နော်မဆိုးဘူးမမိုက်ဘူးမလည်းအမေတော်ကစိတ်ခေါ်ထုတ်ဘူးတဲ့ဖခင်တော်ကစကားများဘူးတဲ့ကြားလာမအောင်လိုက်မင်းတရားလို့ကိုယ်နိုင်ငံကမင်းတို့တဲ့ဘိုးဟာမင်းလုံးမတိုက်ဘူးစပမင်းစင်ရတာမင်းလောက်တာလေနော်စမ်းကြည့်နော်မင်းဘာတွေးချင်လားဘာသိချင်မင်းကိုယ်တိုင်လားမင်းကိုယ်တိုင်သိရတယ်မအောက်ချီကဘယ်လောက်စင်ရဒုက္ခခံရတယ်ဘယ်လောက်အခက်အခဲတွေ့တာမင်းမသိဘူးစပမင်းဟောတယ်တမနော်မင်းပြောနေတယ်ပက်စာအိတ်နဲ့ရွှေအိတ်နဲ့နော်ရက်ပေါ်ရက်ပြဒုက္ခရမင်းမသိဘူးနော်ဒီမှာစလုံးမြင်တာတရားကြည့်နော်မင်းသိမယ်ကြားလားနော်မင်းမသိခင်လူနိုင်ငံထဲမှာဒုက္ခမပေးနဲ့မှတ်ထားမင်းသိကောအေးပြီသိနော်မှတ်ထားလာဒီညလာမနေ့ကလာစောင်းနေပြီအနာရှိအနာယူငါစောင်းနေပြီမင်းလို့တကဘာလို့တနိုင်ငံလုံးစောင်းနေပြီမင်းလို့အမှန်တရားတော့မင်းတို့တခါတော့မသွားဘူးမင်းတို့ဘာဖြစ်လဲဘာကောင်းနေလဲနော်တွေးမယ်လာလဲနေတဲ့လူတွေများလာလူငါတို့တွေးချင်တယ်ကြားလားတရားကြီးအဲ့ဒီမျက်နှာစောက်ခွဲပွားတရားကြီးနော်ရဲလာစိတ်ခေါ်တာမဟုတ်ကြောက်လာစိတ်ခေါ်တာနော်တရားလို့အဲ့ဒါပဲအလုပ်ပြည်သူတို့တကဘာလို့တင်းပိုးတာဒီဘုံစကားလီးပါရှိလဲဘာလည်းမရှိဘူးအနိုင်ကြီးပဲလောက်တယ်စပဘာကောင်းလဲနော်မင်းလို့လာတက်လာဘာမရှိဘူးစိတ်ခေါ်တယ်နော်တက်လာဒီညမနေ့ကတက်လာ BJ နဲ့ပူမလား DKB နဲ့ပူမလားတက်လာကောင်းပူနေလို့ရှိရင်တက်လာငါတို့ကနေလည်းနဲ့အတူမဟုတ်ဘူးမှားတာနော်အဲ့ဒါပဲဟယ်လိုမင်္ဂလာပါ